ခင်ဗျားတစ်လအတွင်း10သိန်း EC ဝင်ကျင်လားအဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကို like and follow လေးလုပ်ပါ comment မှာတီးကျင်တယ်လို့ရေးပါဒါမှမဟုတ် CB လာပေါ့အဲ့လိုမျိုးခင်ဗျားတို့ပြောလေအဲ့ချိန်မှာခင်ဗျားတို့က chat box မှာတွားပြီးတော့တွားမေးကြအဲ့ချိန်ကျတော့တင်တန်းရှိတယ်ဘာမှမရှင်းပြအောင်ခင်ဗျားတို့ digital product အကြောင်းဆိုတာဘာလဲဆိုတာတော့မရှင်းပြအောင် digital product ဆိုတာဘာတွေလဲဆိုတာလည်းမရှင်းပြအောင်တင်တန်းရှိရလို့ပဲပြောလိုက်တယ်အဲ့တော့ခင်ဗျားတို့ကအဲ့တင်တန်းကိုအပ်မယ်သူတို့ကလည်းပြောပါလိမ့်မယ်တင်တန်းကြီးက1000 2000 3000မို့စားစားရှိရင်လည်းရှိမှာပေါ့အဲ့တော့ခင်ဗျားတို့ကလည်းသိကျင်တာဟုတ်တစ်လအတွင်း10သိန်းဘယ်လိုရှာမလဲတင်တန်းနဲ့တက်လိုက်ရောအဲ့ထက်မှဘာတွေရှိလဲဆိုတော့ခင်ဗျားတို့သူတို့လုပ်ခဲ့တဲ့အတိုင်းပဲ marketing ဆင်းမယ် digital product ရောင်းမယ်တင်တန်းရှိတယ်အဲ့ຢာတွေကိုဘယ်လို design ဆွဲပြီးတော့ဒါကိုတင်လိုက်ပါခင်ဗျားတို့အတိုင်းပဲခင်ဗျားတို့လုပ်ခဲ့တဲ့အတိုင်းပဲဘာမှမရှင်းပြအဲ့တော့အဲ့ဒီတိုင်းပဲခင်ဗျားတို့ကဘာပညာမှမရဘူးဂျင်းထဲဖို့ပဲအဲ့နားနေတန်တရားလဲနေရောတဖြည်းဖြည်းနဲ့ဒီလိန်ကြီးတွေကတဖြည်းဖြည်းများလာတာကိုဒီနောက်ပိုင်းမှာတွေ့ရတာပေါ့နော်အဲ့လိုမျိုးလိန်တဲ့ကောင်တွေများလာတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့တကယ် digital product ရောင်းနေတဲ့ကောင်တွေလေထိခိုက်လာတာပေါ့နော်တကယ် digital product selling ဆိုတာအဲ့လိုပုံစံမျိုးမဟုတ်ဘူးနောက်တစ်ခုခင်ဗျားတို့သိဖို့ကဘယ်အရာမှလွယ်လွယ်ကူကူမရဘူးဆိုတာပဲဒီဗီဒီယိုကတော့ဒီလောက်ပဲ digital product ကြောင့်နောက်ဗီဒီယိုမှာရှင်းပြရင်းနဲ့ပြန်တွေ့ကြတာပေါ့